ဒီနေ့တနင်္ဂနွေဘန်ကောက်မြို့အလဲပိုင်းမှာရှိတဲ့ဘာဂျီယာဈေးအောင်နီးနားနဲ့ရဲစခန်းရှိမှာအကြီးစားမြေပြုံးတစ်ခုဖြစ်ပွားခဲ့လို့သိရပါတယ်။အစားပြူတွေကကားလမ်းမှာကျတော်တော်ဆိုးဆိုးဝါးကြီးပြိုကျသွားတယ်ပေါ့နော်။ပြိုကျပြီးတဲ့နောက်ပိုင်းမှာလည်းမြောက်ရှိပိုင်လိုင်းတွေကလည်းကြီးမတရားထွက်နေတာမို့လို့ပြိုကျမှုတွေကတော့ဆက်လက်ဖြစ်ပေါ်နေတယ်ပေါ့နော်။ဒါကြောင့်မို့လဲနီးနားမှာရှိတဲ့အဆောက်အဦတွေကလုံးဝကိုအဆိုးကြီးရှိနေပါတယ်။ပြောကြောင့်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာလက်စစ်ကျိုးတွေပျက်စီးသွားတယ်လို့အနီးနားဆောက်မှာရှိတဲ့လူတွေနဲ့စေုံမှာလူနာတွေကိုလည်းရေပေါ်ပြောင်းရွှေ့နေရလို့သိရပါတယ်။ပညာရှင်တွေကလည်းငလင်းလှုပ်ပြီးနောက်ပိုင်းမှာဒါနိုင်ငံအတွင်းမှာမြေပြိုကျမှုတွေရှိနိုင်တယ်လို့ကြိုတင်ခန့်မှန်းထားပါတယ်။ဆိုရနေရေပုံဖွဲ့စည်းတွေကလည်းဒီပြိုကျတဲ့အနီးနားလမ်းတွေကိုပိတ်ပြီးတော့ပြည်စည်းနဲ့စုံစမ်းစစ်ဆေးရေးဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ကြားတဲ့အဓိကအကြောင်းရင်းတွေကတော့အနီးနားမှာမြောက်ရထားဦးမင်လိုင်ကောင်အသေးဆောက်ရာကနေကွန်ပျူတာကျွန်းချပြီးတော့ရေအောင်မြေပိုင်လမ်းပေါက်သွားကပြိုကျမှုစတဲ့ဖြစ်ပေါ်လို့သိရပါတယ်။ဒီလိုဘန်ကောက်မြို့အလဲပိုင်းမှာအကြီးစားမြေပြိုတစ်ခုဖြစ်သွားတာကနိုင်ငံအတွက်အရေးကြီးတဲ့သတိပေးချက်တစ်ခုဖြစ်မယ်လို့ထင်ပါတယ်။မြေပြိုကျမှုနီးနားမှာအလွတ်လုံနေထိုင်နေတဲ့ကျွန်တော်မြန်မာပြည်သားတွေလည်းကျောင်းမှာပေးခင်းကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။